Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Peter ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကိုလူတို့က Minecraft Java ကို run တဲ့အခါကျမှကိုယ့်ရဲ့ဖုန်းကအရန်ထက်နေတဲ့သူတွေအတွက်ကျွန်တော်ကဒီနေ့မှာတော့ Minecraft Java ကိုဘယ်လိုမျိုးမထည့်အောင်လုပ်ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာလာပြီးလို့ရှိရင်တာကြီးတို့ကိုမျှဝေပေးတာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးထားဖို့အတွက်ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဆိုကျွန်တော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းက FPS ကိုကြည့်လိုက်ပေါ့နော်ကျွန်တော်ကိုအထိပဲရှိပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးမြင်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ဆိုအရင်ဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Google ထဲကိုကျွန်တော်ဝင်ရမှာပါပြီးလို့ရှိရင်တော့ကျွန်တော်အခုပြထားတဲ့အတိုင်းMinecraft mod ဆိုပြီးလို့ရှိရင်ရိုက်ရှာရပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အဲ့မှာရှိတဲ့ website လေးတွေကိုကျွန်တော်ဝင်ပေးရပါမယ်ဒီ website ထဲမှာတော့ကျွန်တော် download ရတာပို့ပြီးလို့ရှိရင်လွယ်ကူတယ်ပေါ့နော် website ထဲရောက်ပြီဆိုလို့ရှိရင်တော့အပေါ်က server မှာကျွန်တော်တို့ပြထားတဲ့လိုမျိုးပဲ FPS ဆိုပြီးလို့ရှိရင်ကျွန်တော်ရိုက်ရှာပေးရပါမယ်ကျွန်တော်အဲ့ကမှာကျွန်တော် mod တွေအကုန်လုံးကျွန်တော် download ရပါတယ်ဆိုကျွန်တော်အဲ့ဒါကိုကို download ချင်တဲ့ mod တစ်ခုကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်တော့အဲ့မှာဘေးနား download လေးကိုနှိပ်ပြီးလို့ရှိရင်ကိုစော့တဲ့ version ကိုရွေးပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကဘာ version လဲပေါ့နော် FABRIC ဆိုတဲ့ဟိုတာ favorite ထဲမှာလားအဲ့ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်း FORG ဆိုတဲ့ဟာထဲမှာလားပေါ့နော်အဲ့ဒါကိုကိုကရွေးပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Minecraft ထဲကို Java Minecraft ထဲကိုကျွန်တော်ပြန်ဝင်ပြီးလို့ရှိရင်တော့ဘေးနား mod ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလို့ရှိရင်တော့ခုနကကျွန်တော် down လာတဲ့ file လေးကိုကျွန်တော် input ဆိုတဲ့ထဲကမှာကျွန်တော်ထည့်ပေးလိုက်လို့ရှိရင်တော့ကျွန်တော် mod လေးကထည့်လို့ပြီးတော့ပါပြီဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်သုံးနေတဲ့ mod တွေအကုန်လုံးကိုလည်းကျွန်တော်ပြထားရပါတော့ကျွန်တော်တို့ mod တွေအကုန်လုံးလည်းထည့်ပြီးဆိုတော့ကျွန်တော် gain နဲ့သွားပြီးလို့ရှိရင် FPS ဘယ်လောက်ရလဲဆိုတာစမ်းကြည့်မယ်ပေါ့နော်ကျွန်တော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ FPS ကကျွန်တော်တစ်ခါဆိုလို့ရှိရင်ကျွန်တော်100ကျော်အထိကိုကျွန်တော်တက်တယ်ပေါ့နော်အခုက record ဖမ်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ FPS ကတော့40ကျော်80ကျော်အဲ့လိုမျိုးလေးပဲရက်နေပါတယ်ဆိုကျွန်တော်ဒီနေ့ video လေးကဒီလောက်ပါပဲ guys နောက်နေ့ video ကြာလို့ရှိရင်တော့ detail ကောင်းတဲ့ content တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဆိုကိုသိကျင်တဲ့ဟာလေးရှိလို့ရှိရင်အောက် comment မှာမေးခဲ့လို့ရပါတယ်ဆိုဒီနေ့ video လေးကဒီလောက်ပါပဲအားလုံးပိုင်းပါ